ကြီးမနီးတဲ့တော်ရဲ့ရွာတွေတော်ရဲ့ဌာနေမှာအဲ့ဒီကစားလူဖြစ်ရတဲ့ကိုဘဝချီတွင်ကိုယ်အသက်ရွယ်ငါနှစ်ကျော်စနေတွင်အဖွာရီများနဲ့ကစားကြကြပျော်ပျော်ရွှင်မမိတ်နိုင်ဘူးအစင်ကိုယ်စားတည်ပြတော်ရဲ့ရွာကိုပဲမနီးတဲ့တော်ရဲ့ရွာတွေတော်ရဲ့ဌာနေမှာအဲ့ဒီကစားလူဖြစ်ရတဲ့ကိုဘဝချီတွင်ကိုယ်အသက်ရွယ်ငါနှစ်ကျော်စနေတွင်အဖွာရီများနဲ့ကစားကြကြပျော်ပျော်ရွှင်မမိတ်နိုင်ဘူးအစင်ကိုယ်စားတည်တော်ရဲ့ရွာကိုဘဝမှာပဲအရွယ်ရောက်လာပြန်တော့တော်ရွာမှာပြောပြီးမလဲပြောရမှာမနေတော်ရမှာနေရမယ်ဆိုရောစကားတွေရှိခဲ့တာကြောင့်မြို့ကြီးကိုပဲတော်ခေါ်ရများကိုတနေ့တည်းမှမမိတ်နိုင်မှအစင်မမိတ်နိုင်မှအစင်တော့မှဆွေမျိုးသားချင်းလင်းစင်းရတဲ့သူတွေပဲတော်သူလုံးမေးတဲ့သငယ်ချင်းအပေါင်းပဲကိုမမေ့တာယုံစီခြင်းကိုခွင့်သာခဲ့ရင်တစ်ခေါက်တစ်ခါအရောက်လာဖို့သာရွေရောက်လာပြန်တော့ရွာမှာပြောပြီးမလဲပြောရမှာမနေတော်ရမှာနေရမယ်ဆိုရစကားတွေရှိရဲ့ကားကြောင့်မြို့ကြီးကိုမေးရောက်ခဲ့ပြီမဲ့တော်
မမေ့နိုင်ပါစေတော့မှဆွေမျိုးသားချင်းလည်းစင်ရတဲ့သူတွေပဲတော့သူလုံးမေးတဲ့တငယ်ချင်းပေါင်းမေကိုမမေ့ရယုံနေခြင်းကိုခွင့်တာနဲ့တစ်ခေါက်တစ်ခါအယုတ်လာ